မင်္ဂလာပါရှင်ဝိညာဉ်နီလီလောကပြင်ဘက်ကိုရောက်ပြီးဆိုရင်လေမိရင်နေမှာຫນွေပြီးຫນွေအနောက်တောင်လေးပြားကရောက်ဆောင်တွေကြမှာယူလာတဲ့မိုးစလေးတွေရင်တဲ့ကိုချစ်ချပေးလေຫນွေဘဝလေးပဲဖြစ်နေပြာရောင်ဆောင်ပေါင်းရဲ့ရန်ရွာပြတွေကလည်းခံစားချက်တွေမဖြစ်ချွေနိုင်မီဝိညာဉ်လေးတွေကျွေးစင်ပေးနေလေမိရင်ထဲမှာຫນွေအခင်းလေးပဲဖြစ်ခါနေဝိညာဉ်လေးလောကပြင်ဘက်ကိုရောက်ပြီးဆိုရင်လေမင်းနေမှာຫນွေပြီးຫນွေအနောက်တောင်လေးများကရောက်ဆောင်တွေကြမှာယူလာတဲ့မိုးစလေးတွေရင်တွေကိုချွေချပေးလေຫນွေဘဝလေးပဲဖြစ်နေအပြာရောင်တန်မှုပေါင်းရဲ့ပြန်လာမြစ်တွေကလည်းခံစားချက်တွေမဖြစ်ချွေနိုင်မီဝိညာဉ်လေးကျွေးစင်ပေးနေလေမိရင်ထဲမှာຫນွေအခင်းလေးပဲဖြစ်ခါနေຫນွေမိရင်တွေကຫນွေပါတယ်လို့လူတကာလည်းလို့ပြောရဲ့ဘူးလေချစ်ဆုံးသူပြီးသွားတဲ့လူချစ်ဆုံးသူအဝေးသွားတဲ့လူမိရင်ထဲမှာပြောတဲ့လူသားနေဒီတရားဖြစ်ပါစေစေတနာမေတ္တာတွေမပြတ်ပါဘူးလေချစ်သူနဲ့ပတ်သက်လာရင်အသေးလူတင်သလားအလဲလူစင်မလားရင်ခွဲပြီးပဲသူပါလေချစ်ဆုံးသူပေးလာတဲ့ညီအပူကြီးကိုပဲဒီအလူပေးတယ်လို့ပဲရင်ထဲမှာမှတ်ယူထားတယ်လေချစ်သူနဲ့ပတ်သက်လာရင်အသေးတွေဖြစ်စမ်းကြရဲ့ဒီတစ်ဖက်ကရှောင်းလန်းနေတဲ့ဒီပါလေချစ်ဆုံးသူပေးလာတဲ့ညီအပူကြီးကိုပဲဒီအလူပေးတယ်လို့ပဲရင်ထဲမှာမှတ်ယူထားတယ်လေຫນွေမိရင်တွေကຫນွေဥပါတယ်လို့လူတကာလည်းလို့ပြောရဲ့ဘူးလေချစ်ဆုံးသူပေးသွားတဲ့လူချစ်ဆုံးသူအဝေးသွားတဲ့လူမိရင်ထဲမှာပြောတဲ့လူသားနေဒီတရားဖြစ်ပါစေစေတနာမေတ္တာတွေမပြတ်ပါဘူးလေ
ချစ်သူနဲ့ပတ်သက်လာရင်ဘယ်လိုဖြစ်မလားပလဲလို့စင်မလားရင်ခွဲပြီးမဲ့သူပါလေချစ်ဆုံးသူပေးလာတဲ့လူအပူကြီးလူပဲရင်အလှပြီးတဲ့လူပဲရင်ထဲမှာမယူထားမယ်လေချစ်သူနဲ့ပတ်သက်လာရင်အသေးကြီးဖြစ်စံကြရဲ့ဒီတစ်ဖက်ကရှောင်းနိုင်ရဲ့လူပါလေချစ်ဆုံးသူပေးလာတဲ့နေအပူကြီးလူပဲရင်အလှပြီးတဲ့လူပဲရင်ထဲမှာမယူထားရလေကျေးဇူးတင်ပါတယ်